လောလောဆယ်ရေးစရာရှိလား COQ10 ဆိုတာလေခန္ဓာကိုယ်တွေကထွက်တာပဲဒါပေမဲ့အသက်ကြီးလာတဲ့ခါကျတော့လေခန္ဓာကိုယ်ကတိတ်မလုံနိုင်ဘူး energy ထွက်ပေါ့နော်နောက်သူကခန္ဓာကိုယ်တန်ကြီးမတက်အောင်လုပ်ပေးတယ်လူတွေလေအိုးလာတာခန္ဓာကိုယ်တန်ကြီးတက်လို့အထဲမှာတန်ကြီးတက်တယ်ကိုကမမြင်ရပြမယ်နောက်ပြီးတော့လေဒီဓာတ်ကလည်းအရန်လိုတာပဲ magnesium တခါလေကြာရင်လူတွေရှိတယ်လေအဲ့ရင်းနဲ့ဟာတေသွားပြီညတော့အကောင်းကြီးဟုတ်တယ်မလားကြားဘူးတယ်မလားအေးအဲ့ဒါလေဘာဖြစ်တာလဲဆိုတော့ magnesium အရန်ကိုနေသွားတာ magnesium အရန်နေသွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့နှလုံးကုန်ကမမှန်တော့နှလုံးကုန်မမှန်သေးတာပဲအဲ့တော့လေဒီဟာမှန်တောက်တဲ့လူကလေအသက်ကြီးလာရင်ဝန်းလည်းမချုပ်ဘူးအဲ့လိုရုပ်တရက်သေးတယ်ဆိုတာမရှိဘူးနောက်ပြီးတော့လေလဲတော်ယုံတန်ယုံနဲ့မဖြတ်ဘူးနော်ဒါတောက်တဲ့လူကမဖြတ်တဲ့အပြင်ကိုလေဖြတ်အောင်တော့ဟိုအကြီးအကျယ်မဖြစ်ဘူးအရန်ကောင်းတယ်ဒီဟာကလေလူတိုင်းတောက်ရမယ်ဟာသိလားအရန်အရေးကြီးတယ်ဒါမလို့အသက်ကြီးလာရင်တချို့တွေလေနှလုံးခုန်မမှန်တာတို့ဘာတို့အရန်ရှိတယ်လေအေးအဲ့ဒါတောက်လို့ရှိရင်လုံးဝမဖြစ်ဘူးအဲ့တော့ကင်ဆာမဖြစ်အောင်စနွင်းတောက်ကြစနွင်းက olive oil နဲ့ဖြောတောက်ရမယ်နော်ရေနဲ့တောက်လို့မရဘူးဒီအပြဆရာလေ Q10 ဆိုဒီဟာနော်ဆရာမကြီး Q10 ဆိုတာဒါပဲပြောရတာလားဒါပြီးတော့ဓာတ်ပုံကြီးရိုက်ပြီးတော့ဒီဟာလေရန်ကောင်းလုံးဝပြောပြမယ်ဒီဟာလေတော့ဒီဥစ္စာကဒီဘက်ဒီတွေ့ရတာက9000အားရှိတယ်အရန်ကောင်းတော့တော်တော်ပြီးသွားတယ်ဒီကလာတော့ပြီးသွားတယ်ဒီနေ့တလုံးမဲ့ဟို तू ကလေကြားလုံးလို့ပဲငုံထားလိုက်ရုံပဲပါဇက်ထဲမှာလေအရေးပြောသွားဟုတ်ပြန်ကြည့်ရအောင်ကောင်းတယ်ကမ္ဘာကြီးဘာကိုရှိတော့နေအားကမှရရတယ်ဟာလာဘယ်မှာတိဘမ်တွေတောက်ကရောလာတယ်ကွာတော့လည်း nuts တွေအစားအသောက်တွေလည်းကြတော့ magnesium ရှိတာလေဟို nuts ပါလေ almond ကဘာမှလို့ခေါ်လဲမသိဘူးဘနာစီဒီနာအေးဟုတ်တယ်အေးဟုတ်တယ်အဲ့ဒါပေါ့အကောင်းဆုံးကလေဒီလားတို့တွေပြောမယ်အရွက်တွေကိုလေကြိတ်တော့ကြဆယ်လို့ပြောပြမယ်နော်နောက်ပြီးတော့ရွက်ကလေဒီမှာပြောပြမယ်ဟိုပါပေါ့နော်ဟိုဘာခေါ်လဲသူတို့ကပိုးသက်စီတွေပိတ်တုံးတယ်နော်ပိုးသက်စီအဲ့ဒါနဲ့ဒုက္ခရောက်နိုင်တယ်အဲ့တော့လူစီရနေပြောပြမယ်နော်အိမ်ပြန်လာလို့ရှိရင်နော်ရေကဟို ratio ကတကားလန်လို့ဟိုဟာ vinegar ဘာခေါ်လဲပမာလို့ရှာလကာရေဟိုဘာလဲလက်ဖေးစမဟုတ် tablespoon ခမင်းစားစုံပြစို့နော်တကားလန်လို့ခမင်းစားစုံနဲ့သုံးထက်9မိနစ်စိန်ထားလိုက်စိန်ထားနော်စိန်ပြီးတော့ပြန်ရေးဆေးလိုက်အဲ့ဒါဆိုထွက်သွားပြီနော်အဲ့လိုနော်ခင်းကြီးပဲတော့အဲ့လိုဆေးရမယ်နော်အဲ့ဒါဒီနေ့တော့ဝယ်ထားနော်ဒီနေ့တော့ဝယ်ထားပြီးတော့ဆေးပြီးတော့ဘာယူလိုက်တောင်းရမလဲဆိုပြောကြမယ်ဒီချာနားထောင်နော်အရွက်အစိမ်းချင်းနော်မကိုင်းနိုင်ရတယ်နော်ခင်းလို့ရရတယ်နော်ညာသွားလို့လားโอเคနော်ဒီ black board မှာရေးပြီ